မင်္ဂလာပါအသက်ရတဲ့ကစားသမားကိုအသက်ကြီးတဲ့ကစားချင်တဲ့သူတွေကမေးကြတယ်ပေါ့လေအသက်က40ကျော်50ကျော်နေပြီမဆယ်တက်နိုင်အောင်ပါမလားဆိုပြီးမေးကြတယ်ပေါ့ကျွန်တော်ကတော့ဆရာကြီးတော့မဟုတ်ဘူးဗျဒါပေမဲ့လက်တွေ့ကြတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်မဆယ်ကအသက်နဲ့အနည်းများဆိုင်ပေမဲ့မဆိုင်ဘူးကျွန်တော်တို့ရဲ့စ조사အားထုတ်မှုလို့ခေါ်တဲ့ effort ပေါ့နော် effort ဆိုတဲ့နေရာမှာဂျင်မာကြီးပဲအသေးအတန်ဆော့တာလေးမဟုတ်ဘူးဓာတ်ရက်တွေကိုလည်းစနစ်တကျစားမယ်ပြီးတော့ပုံမယ်အေးရေးဝဝအိမ်မယ်အဲ့ဒါတွေအကုန်လုံးပေါင်းဆက်ထားတဲ့ effort ခွန်အား site ထုတ်မှုအပေါ်မှာမူတည်ပြီးတော့မာဆယ်ကပြန်လေတုံ့ပြန်တာပါကျွန်တော်တို့ရဲ့အသက်အရွယ်နဲ့ဆိုင်တဲ့ဆိုပေမဲ့အဓိကက effort လို့ခေါ်တဲ့ခွန်အား site ထုတ်မှုပေါ်မှာမာဆယ်ကပို့ပြီးတော့တုံ့ပြန်ပါတယ်ဆိုတာကို motivation အနေနဲ့ sharing လုပ်ပေးချင်ပါ cheers